ဟုတ်ကဲ့ဦးလေးကမိထီလာကနော်ဟုတ်ကဲ့နာမည်ကဘာတူလဲကျွန်တော်ရဲ့နာမည်ကအဗရာဟင်လို့ခေါ်ပါတယ်ဟုတ်ကဲ့လက်ရှိဗမာလက်ကျင်နေရလဲကျွန်တော်18မိုင်နဲ့6ဖာလုံးမှာလေ့ကျင့်နေတာဗျာဟုတ်ကဲ့ဟိုဒီမှာလက်ကျင်တာဘယ်လိုတွေထူးခြားတာသိလဲအများကြီးပါပဲဟုတ်ကဲ့အများကြီးပါပဲဆိုတော့ကျွန်တော်အိမ်မှာတော့ဟိုဘယ်လိုပြောမလို့ဆိုတော့တာနောက်တိုင်းဝေးကြီးတက်နိုင်တော့ကျွန်တော်နှိပ်ခိုင်းတယ်ဒီနေ့3000နဲ့နှိပ်ခိုင်းတယ်ကျွန်တော်မတိုးတက်လာဘူးတိုးတက်လာကျွန်တော် TikTok မှာကြည့်တယ်ဆရာမတို့ရဲ့စဉ်းစားမှာဟိုတွေ့တော့ကျွန်တော်အိုက်ကိုပဲကျွန်တော်စိတ်ဝင်စားပါတယ်တအိမ်လုံးကတော့မသွားဖို့မလာဖို့ပြောတယ်ကျွန်တော်ကနိုက်ကဆရာမနဲ့ဆက်သွယ်ပြီးတော့ကျွန်တော်သွားရလာဟုတ်ကဲ့အဲ့တော့စပားလို့ဆိုမှမလောက်ခင်နဲ့အခုလောက်ပြီးလက်ရှိမှာရက်ပိုင်းလေးပဲရှိသေးရနော်တိုးတက်မှုလေးတွေရှိလားမရှိဘူးလားအများကြီးတာပါတယ်ဗျာဟုတ်ကဲ့ပြောချင်တဲ့စကားဆိုရင်ကျွန်တော်ဆိုရင်ခီးသွားကျန်းလာရှင်စီမကောင်းဘူးစီမကောင်းတော့ဒီမှာဆရာကနေတော့ပြန်မှန်းခံပြီးတော့စီသွားအောင်လုပ်ပြီးတယ်ပြုပြီးတယ်ပုံစံအမျိုးမျိုးပြောတယ်မကြိုက်ရင်ရေးတော့ရမယ်ငွေရေးကြေးကိုလုံးဝဗလာနာမထားဘူးကိုယ်တိုင်အိတ်ဆိုင်ပြီးဆမတော့ကိုယ်တိုင်ငွေရေးကြေးကအစအားလုံးကိုဆရာနဲ့ဆရာကတော့နေပြီးတော့အကုန်လုံးလုပ်ပြီးပါတယ်ဗျာအခုရောအခုလက်ရှိကျွန်တော်မိတ်ဆက်လေးမိတ်ဆက်ကျွန်တော်ဘာလုပ်လဲကျွန်တော်ရန်ကုန်ကဒီကျလေးရန်ကုန်ကလက်ရှိဒီစင်တာမှာကုသနေရနော်ဟုတ်ကဲ့အခုရထူးခြားပုံလေးတွေဒီမှာမလုပ်ခင်နဲ့လုပ်ပြီးမှထူးခြားမှုရှိလားမရှိလားကျွန်တော်ကောင်းတယ်ဟုတ်လားဟုတ်ကဲ့ဒီမှာထူးထူးခြားခြားတွေဘာတွေတွေ့လဲကျမတို့ဒီစင်တာနဲ့ပတ်သက်လို့ဟိုကျွေးတာမွေးတာတွေရောအဆင်ပြေလားအားလုံးအဆင်ပြေနေရထိုင်ရရောအဆင်ပြေလားအဆင်ပြေပါတယ်ဟုတ်ကဲ့လူနာတွေကိုဆရာမတို့တွေကဟိုဂရင်ပေါ်မှာလေးထားပြီးတော့ပဲမလစ်ကျင့်ပေးမဲ့ဒီတိုင်းပဲနှံ့နေကြတာလားမဟုတ်ပါဘူးဟောတနေ့ကိုဘယ်ချိန်ကနေစပြီးတော့ဘယ်ချိန်ထိလစ်ကျင့်ရလဲဟိုမနေ့ဆိုတော်ကြီးဆိုရင်6နာရီဟိုလေးချင်းဟို7နာရီကိုပြီးတယ်6နာရီကနေလစ်ကျင့်တာ12နာရီမှပြီးရနော်ဟုတ်ကဲ့ဟိုအခုကလူမှုကွန်ရက်မှာဆရာမတို့ကိုလူနာတွေကိုလိန်စားနေတယ်ဘာမှမလုပ်ပေးဘဲနဲ့ဟိုအယောင်ပြနေပြောတဲ့ဟာလေးတွေ့လို့ဆရာမတို့စိတ်မကောင်းတာပါဒါမဟုတ်ပါဘူးအကိုတို့ကဒါလက်ရှိပေါ့နော်ဟုတ်ကဲ့ဆရာမတို့မနေ့ကလူလိဖြစ်တဲ့လူသားတွေမြင်အောင်လို့ဆရာမတို့ကအားတက်အောင်လို့လူမှုကွန်ရက်မှာ post လေးတွေတင်ပေးတာပါအဲ့ပေါ်မှာပေါ့နော်ဆရာမတို့လောက်ရတာမနေ့မိုးလေးတာနဲ့ဆရာမတို့တွေရဲ့အခက်အခဲကိုပြပြပါအောင်ကောင်းပါတယ်အကုန်လုံးဘောလုံးကောင်းတယ်ဆရာဆရာမတွေရောဒီမှာဟိုတက်တာနေကြလားဘယ်လောက်ထိပင်ပန်းလဲပြပြပါအောင်အကုန်လုံးဟိုဆရာမတို့ဆရာတို့သူတို့အကုန်လုံးလေ့ကျင့်ကြတယ်ဟုတ်တယ်နော်ဟိုတနားရီ2နာရီလေ့ကျင့်တာမဟုတ်ဘူးနော်အချိန်ပြည့်နားချိန်ရရှိလားမရှိပါဘူးတနေ့လုံးမှာဘယ်နာရီပဲနားရလဲ3နာရီတနေ့လုံးဘယ်နာရီနားရလဲ3နာရီလေးပဲနားရတယ်နော်ကျန်တဲ့အချိန်မနားရဘူးနားလို့မရပါဘူးလောက်ရတာနော်တစ်ခုမဟုတ်တစ်ခုကိုလောက်ရတာပဲတနေရလားဒီမှာမနေရပါဘူးဗျအဲ့ဒါကြောင့်မို့ဆရာမတို့ကကိုယ်တိုင်လေးကျင့်ပေးတာဖြစ်တဲ့အတွက်ဟိုလူနာတွေကိုတလေးနဲ့အချောင်ပစံကိုလိန်စားနေရဆိုတော့ဟာလေးတွေကိုမစ်လေးမှာတက်တာလို့စိတ်မကောင်းလို့ပါเนาะအဲ့ဒါလေးဒီမှာเนาะလက်တွေ့ဒီမှာဒီပုဂ္ဂိုလ်ကြည့်လိုက်ပါเนาะဟုတ်ကဲ့ဒီပုဂ္ဂိုလ်เนาะ